ခင်ဗျားဘဝမှာဒီအတွေးခေါ်၄ခုကိုလုံနေပြီဆိုလို့ရင်အခုချက်ချင်းရက်လိုက်တာဘာလို့ဆိုဒီအတွေးခေါ်၄ခုကခင်ဗျားရဲ့ဘဝကိုဟိုးအောင်ဆုံးထိရောက်အောင်လုပ်ပြနိုင်လို့ပဲဖြစ်ပါတယ်ဒီအတွေးခေါ်၄ခုကဘာဖြစ်မလဲတက်ကြည့်လိုက်ရအောင်โอเคနံပါတ်1အနေနဲ့ငါမတော်ဘူးပေါ့နော်ဒါကြောင့်ခဏကြုံလို့လာတော့မသိဘူးကျွန်တော်တို့ငနေတော့အကြောင်းတက်တော့ဆိုလို့ရင်ငနေရင်းနေချင်းပြောတာရှိတယ်ကွာအေးကွာမင်းတို့ကစာတော်တာပဲကွာငါတို့ကမင်းတို့လိုစာမတော်ဘူးငါတော့အုံနောက်မကောင်းဘူးကွာအဲ့ညံ့နေမင်းတို့လိုမတော်ဘူးအဲ့လိုကိုမတော်ဘူးလို့ဆိုပြီးတော့ခံယူထားတာအဲ့လူတွေကလည်းဘယ်တော့မှတော်လာမှာမဟုတ်ဘူးအဲ့ကြောင့်နံပါတ်1ချက်အနေနဲ့ကိုမတော်ဘူးလို့ခံယူထားတဲ့အတွေ့ကိုအရင်ဆုံးဖြောင်းနံပါတ်2အချက်ဒါကဘာလဲဆိုတော့တခုခုလှုပ်ရှားရှိသူလို့လည်းနောက်မှပဲလှုပ်တော့မယ်ကွာဆိုတော့အချိန်ဆွဲအောင်လို့ကြုံလို့လားကျွန်တော်သူလို့ရင်ခဏဖြစ်တယ်အခုလှုပ်ရမယ့်အလုပ်ကိုပေါ့နော်အခုလှုပ်ရမှလည်းတည်တယ်ဒါပေမဲ့ကျွန်တော်မလှုပ်ဘူးရပါလေးတယ်ဆိုပြီးတော့ကျွန်တော်နောက်မှလှုပ်မယ်ဆိုပြီးတော့ကျွန်တော်ရွှေ့ထားတာဒါပေမဲ့ကျွန်တော်မလှုပ်ဖြစ်ဘူးနောက်မှလှုပ်မယ်ဆိုတာကြီးကိုဖျောက်လိုက်ဘဝရဲ့ဒီတစ်ခုကိုဖျောက်လိုက်ပြီဆိုလို့ရင်ဘဝရဲ့တော်တော်များများပြဿနာတွေအဆင်ပြေသွားလိမ့်မယ်နောက်တစ်ခုအနေနဲ့ကတော့လူတွေကိုဘယ်လိုထင်မလဲဆိုတော့ view site တာ okay ဒါကတော့လူတော်တော်များများ90မှာ100မှာပေါ့နော်99ယောက်လောက်ကအဲ့ဒီအတွေ့ရှိတယ်လူတွေငါ့ကိုကြည့်တော့ဒီကောင်တွေငါ့ကိုကဲရမှာလားဘာပြောမလဲပေါ့နော်လူတွေဝိုင်းဆွဲမှာလားဒီလိုအတွေ့တွေရှိတယ်အမှန်တကယ်တော့စဉ်းစားကြည့်မယ်လူတယောက်ကခင်ဗျားကိုအမြဲတမ်းview site မနေဘူးဒီလားခင်ဗျားဘာလုပ်တယ်ခင်ဗျားဘာလုပ်တယ်ဒါလည်းချိပါညာပေါ့ကွာအဲ့ဒါတွေကပါအခါလိုက်တော့ view site မနေခင်ဗျားထင်တယ်လို့လူတွေလုံးဝမဟုတ်ဘူးလူတွေဒီခင်ဗျားတို့တွေကိုအများဆုံး view site နဲ့လမ်းတော့လမ်းလာတွေးတဲ့လူခဏလေးတော့အဲ့လောက်တွေဘလူးမှခင်ဗျားကိုအရေးကြီးလို့ပြော view site မနေဘူးအဲကြောင့်လူတွေကိုဘယ်လိုထင်မလဲဆိုတော့ view မဆိုင်နဲ့ကိုလို့ဆရာရှိတာကိုဆက်လုံး okay နံပါတ်4အချက်အနေနဲ့ကမဖြစ်နိုင်ဘူးပေါ့နော်ကြုံလာကျွန်တော်တို့ကဗျာငယ်တော့ဆင်းရဲတဲ့မိသားစုကနေလာတာအခုလည်းမချမ်းသာပါဘူးเนาะဘယ်လိုလဲဆိုတော့အဲ့ဒီမှာဆိုတော်တော်များများက mindset တချို့ရှိတယ်တခုခုအတွက်ဆိုလို့တို့ကအရင်တော့မဖြစ်နိုင်ဘူးဆိုတော့စဉ်းစားတယ်ဒါကမလုံနိုင်ပါဘူးကွာဒါတွေကတော်တဲ့သူတွေပဲလုံနိုင်တာပါကိုအဲ့လိုမျိုးမဖြစ်နိုင်ဘူးငါမလုံနိုင်ဘူးဆိုပြီးတော့ကိုအဲ့လိုမျိုး mindset မျိုးတွေရှိလာပြီးတော့အဲ့လို mindset တွေကကိုဘဝကိုသုတ်ပြတ်တက်သွားအောင်လုပ်ပေးနိုင်တဲ့ mindset တွေအဲ့ဒီ mindset တွေကိုအရင်ဆုံးဖျောက်ပြီးတော့ငါလုံနိုင်တယ်ငါကြိုးစားရင်ငါဖြစ်နိုင်တယ်ဆိုတဲ့ mindset ကိုတွင်းအဲ့ဒီ mindset တွေကတင်ဘဝကိုအမြင့်ဆုံးဒီဆွဲခေါ်သွားနိုင်တယ်ပေါ့နော်ကိုယုံကြည်မှုရှိတဲ့ mindset မျိုးတွေပြောင်းအခုကျွန်တော်ပြောပြပေးလိုက်တဲ့၄ချက်ကိုခင်ဗျားမလုံးနဲ့တော့အဲ့ဒီရဲ့စန့်ကျင်တော့ကိုပြောင်းပြီးတော့လုပ်အဲ့ဒါဆိုလို့ရင်ခင်ဗျားဘဝရဲ့ပြဿနာတော်တော်များများကပြည်လည်သွားလိမ့်မယ်